မင်္ဂလာပါခင်ဗျာပါပေါ် IELTS ကဆရာသူညီပါအားလုံးပဲကောင်းမွန်နေနေဖြစ်ပါစေလို့ဆရာဒီနေ့အတွက်နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာအဲ့တော့ပထမအဆုံးပြောချင်တာကတော့ဘာလဲဆိုတော့ဆရာတို့မြန်မာတွေ IELTS စာမိုးပွဲကိုဖြေရတဲ့အခါကျရင်ဘာလို့မြန်ဖြေလို့မရဘဲနဲ့တဝဲလေလေဖြစ်နေရလားလဲဆိုတဲ့ကိစ္စလေးပေါ့နော်အဲ့ဒီကိစ္စလေးကိုနည်းနည်းလေးရှင်းပြချင်တာပေါ့ဆရာတို့မြန်မာပြည်မှာ IELTS ဖြေတဲ့လူတွေအများကြီးရှိတယ်လေ့လာတဲ့လူတွေအများကြီးရှိတယ် band score ကောင်းသွားတဲ့လူတွေလည်းရှိသလိုတဝဲလေလေဖြစ်နေတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နိအဲ့တော့ကိုက IELTS လေ့လာတဲ့အခါကျရင်ကိုအမြဲတမ်းပြန်မေးတဲ့မိကုံးလေးကတစ်ခုပဲရှိတယ်ခင်ဗျာအဲ့ဒါတော့ဘာလဲဆိုတော့ကိုရဲ့ band score တက်လာရဲ့လားကို band score တက်လာရဲ့လားဆိုတဲ့ကိစ္စကိုအမြဲတမ်းကို subconsciously အမြဲတမ်းမေးစေခြင်းတယ်ပေါ့နော်တချို့ကလည်းအဲ့လိုဒီလိုမျိုးကိုယ့်ရဲ့ band score တက်လာရဲ့လားဆိုတဲ့ကိစ္စကိုစိတ်ခံစားချက်တွေနဲ့ဆုံးဖြတ်တတ်ကြတယ်အခုចောင်းသားတွေလိုက်မေးကြည့်တယ်ចောင်းသားတွေလိုက်မေးကြည့်တဲ့အခါကျရင်တချို့ចောင်းသားတွေလည်းကိုယ်စိတ်ခံစားချက်နဲ့ကိုယ် IELTS ရဲ့ band score တက်လာလားမတက်လာလားဆိုတာကိုဆုံးဖြတ်ကြတယ်ပေါ့နော်ကိုယ်စိတ်ထဲမှာband score တက်လာတယ်လို့ခံစားရတယ်ဆိုရင် band score တက်သွားပြီးတော့ band score မတက်လာဘူးလို့ခံစားရဆိုရင် band score မတက်လာကြဘူးပေါ့နော်မသိရင်ဆရာတို့ငယ်တုန်းကသမီးစားထားလို့မျိုးဖြစ်အဲ့တော့ IELTS ဆိုတာကိုယ် band score တက်လာလားမတက်လာလားဆိုတာကိုယ်စိတ်ခံစားချက်တွေနဲ့မဆိုင်ဘူးကိုယ်စိတ်ခံစားချက်တွေနဲ့မဆိုင်မင်းနဲ့ကိုယ်band score တက်လာလားမတက်လာလားဆိုတာဒီမိကွန်း paper ဟောင်းစာအုပ်တွေဖြည့်ကြည့်တာနဲ့ပဲတိုင်းလို့ရတာဒီတခြားအပေချက်နဲ့မှတိုင်းလို့မရဘူးဆိုတဲ့ကိစ္စလေးလေဒီကနေပြီးတော့ဆရာတို့ emphasize လုပ်ချင်ပါတယ်ခင်ဗျာဒီ Cambridge IELTS မိကွန်း paper ဟောင်းစာအုပ်တွေရှိတယ်ခင်ဗျာအဲ့ဒါလေးဖြည့်ကြည့်ပြီးတော့ကိုယ်အမှတ်တက်လာလားမတက်လာလားတိုင်းကြည့်လို့ရပါတယ်အဲ့တော့ဒီနေရာမှာဆရာအကြောင်းလေးဆရာနည်းနည်းလေးပြောပြခြင်းတယ်ပေါ့နော်ဆရာတို့ဆိုတာဒီ IELTS သင်လာတာဆရာသွင်းညီဖြစ်ပြီးတော့9နှစ်ရှိပြီးတော့9နှစ်အတိုင်းတာကာလကိုရောက်လာပြီပေါ့နိit is hard to believe 9နှစ်အတိုင်းတာကာလကိုရောက်လာပြီးတော့ဆရာကိုယ်တိုင်ကလည်း overall band 8.0ရတာဘူးတဲ့လူဖြစ်တယ်လို့ဆရာကျောင်းသားတွေမျိုးစုံနယ်ပယ်မျိုးစုံအလားပေါင်းစုံကလူတွေကိုဆရာ IELTS သင်ဘူးတယ်ပေါ့နိinternational school ကလူတွေလည်းသင်မှုတယ်ဆရာဝန်တွေလည်းသင်မှုတယ်ဆရာစီမှာလာတက်တဲ့လူတွေမှာ international school နဲ့ဆရာဝန်တွေကအနည်းဆုံးပဲကျန်တဲ့လူတွေကတော့များတယ်ခင်ဗျာprofessional တွေအများကြီးသင်မှုတယ်နောက်တော့ဆရာတို့ဒီတက္ကသိုလ်ကျောင်းသားတွေ university တက်မဲ့တက္ကသိုလ်ကျောင်းသားတွေလည်းဆရာအများကြီးသင်မှုတယ်နောက်တော့ဆရာတို့ဖုန်းကြီးတွေလည်းဆရာသင်မှုတယ်ဆရာသင်မှုတဲ့လူကတော့ဘောင်းဆောင်ကျောင်းသားဘောင်းဆောင်ပေါ့နော်ကျောင်းသားဘောင်းဆောင်လေးလာတဲ့လူဘောင်းဆောင်ပေါ့အဲ့ဒီဆရာ9နှစ်တာသင်လာခဲ့တဲ့ကာလဆရာတို့မြန်မာပြည်ကကျောင်းသားဆရာမြန်မာပြည်ကကျောင်းသားတွေသင်မှုတာမဟုတ်ပါဘူးဆရာဗီယက်နမ်ကျောင်းသားတွေသင်မှုတယ်အိန္ဒိယကျောင်းသားတွေလည်းသင်မှုတယ်ပေါ့လေဆရာတို့မြန်မာပြည်ကကျောင်းသားတွေအနေနဲ့ပဲပြောကြည့်မယ်ဆိုရင်မြန်မာပြည်ကကျောင်းသားတွေသင်မှုတဲ့အတွေ့အကြုံ9နှစ်တာကာလကြာအတွေ့အကြုံတဲမှာအများဆုံး IELTS လေ့လာတဲ့အခါကျရင်တဝဲလေလေဖြစ်ရတဲ့နံပါတ်1အကြောင်းရင်းကဘာလဲဆိုတော့ဒီ3ချက်ကိုမျှမလုပ်တာခင်ဗျာကို band ကိုလိုတဲ့အချက်ကဆရာတို့3ချက်ပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကို့မှာ IELTS band ကိုတက်လာခြင်းနဲ့စာမွေးမြန်ဖြည့်ခြင်းနဲ့ဆိုရင်ဒီ3ချက်ပဲကိုလိုရတာဖြစ်ပြီးတော့ကို band ကိုတက်လာဖို့အတွက်ပထမဆုံးလိုအပ်တဲ့အချက်ကကြတော့ academic English နဲ့ရင်းနှီးဖို့လိုတယ်ခင်ဗျာအဲ့တော့ကိုပြန်မေးကြည့်ကို academic English နဲ့ရင်းနှီးလားအင်္ဂလိပ်စာမှာဆရာတို့ general English ရှိတယ် business English ရှိတယ် formal English ရှိတယ် academic English ရှိတယ်ပေါ့လေIELTS ရဲ့ exam က academic English ဖြစ်ပြီးတော့ကိုပြန်မေးကြည့်ကို academic English နဲ့ရင်းနှီးလားမြန်မာပြည်မှာ academic English နဲ့ရင်းနှီးပြီးသားကျောင်းသားက GCE level ဖြေမှုတဲ့လူပဲရှိတယ်ဆရာတို့ IELTS လေ့လာတဲ့လူတွေရဲ့အများစု80%လောက်ပေါ့နော်80% 90%လောက်က academic English နဲ့မရင်းနှီးကြဘူးခင်ဗျာIELTS ရဲ့စာမလေးလာခင်တည်းက academic English နဲ့ရင်းနှီးတဲ့အကြောင်းသား GCE level ဖြေမှုတဲ့လူတွေပဲရှိတယ်ဒီအကြောင်းသားတွေကတော့သူတို့ GCE level ဖြေခဲ့တဲ့ကာလတစ်လျှောက် GCE level တက်ခဲ့တဲ့ကာလတစ်လျှောက်2နှစ်တန်ဒီဖြစ်စေ3နှစ်တန်ဒီဖြစ်စေinternational school ကကျောင်းသားတွေပေါ့ဗျာဒီကျောင်းသားတွေကတော့ဒီ academic ပိုင်းကသူကအရန်ကောင်းပြီးသားဖြစ်ပြီးတော့ IELTS မလေးလာခင်တည်းကသူတို့က academic English နဲ့ရင်းနှီးအောင်နှစ်တွေအများကြီးကြာအောင်လေ့လာခဲ့တဲ့လူတွေပေါ့နော်အဲ့တော့ဒီလူတွေကတော့ academic English နဲ့ရင်းနှီးစရာမလိုတော့ဘူးကျန်တဲ့ majority ပေါ့ဆရာတို့ IELTS လေ့လာတဲ့လူတွေရဲ့80% 90% လောက်က academic English နဲ့မရင်းနှီးကြတာများအရင်ဆုံးကို academic English နဲ့ရင်းနှီးအောင်လုပ်ဖို့လိုacademic English နဲ့ရင်းနှီးအောင်လုပ်ပဲဆိုတဲ့နေရာမှာလည်း English စာကောင်းမှလေ့လာလို့ရတာမဟုတ်ဘူးကို English စာ level နဲ့တင့်တော်တဲ့အရာလေးလိုက်လုပ်လို့ရတယ် academic English နဲ့ရင်းနှီးအောင်လုပ်တာကို recited skill လုပ်တယ်လို့ခေါ်ပြီးတော့ကိုယ့်ရဲ့ band school ရဲ့30%ကိုရမယ့် band school ရဲ့30%က academic English ကနေလာတာခင်ဗျာအဲ့တော့ academic English ဆိုတာ general English နဲ့ဘာကွာလဲဆိုတော့ကိုတခုခုပုံမှန်နားထောင်လိုက်တယ်ကိုတခုခုပုံမှန်ဖတ်လိုက်တဲ့အခါကျရင်
အင်္ဂလိပ်စာပဲတက်သွားတယ်ဆိုရင်ကိုက general English လေ့လာနေတာကိုဒီအရာကိုဖတ်လိုက်လို့ဒီအရာကိုနားထောင်လိုက်လို့အင်္ဂလိပ်စာအပြင်အကြောင်းအရာ topic တစ်ခုခုပါလာတယ်ဆိုရင်ကိုက IELTS ကိုလေ့လာနေတာခင်ဗျာအဲ့လိုပဲလူစိတ်ဝင်စားတဲ့အကြောင်းအရာပေါက်က40 topic တစ်ခုခုပေါ့လေအဲ့တော့ကိုကအကြောင်းအရာတစ်ခုပါတဲ့ဟာလေးပုံမှန်ဖက်လေးဖက်တာရှိဖို့လိုတယ်ပုံမှန်နားထောင်လေးနားထောင်လာရှိဖို့လိုပြီးတော့ lifestyle လေးတစ်ခုဖန်တီးရတယ်ပေါ့နော်ဒီလိုမျိုးလုပ်တဲ့အခါမှာမနက်မိုးလင်းရမိုးချုပ်စာလုပ်ရတာလည်းမဟုတ်ဘူးအရန်ကြီးရတာတခုကလည်းဘာလဲဆိုတော့တချို့ကျောင်းသားတွေကမေးကြရလည်းရှိတယ်ဆရာတို့လည်းကြုံမှုတယ်ပေါ့နော်ကျွန်တော်သမီးကတော့တားတော့မနက်မိုးလင်းရနေမိုးချုပ်စာကြည့်စဘောမှာထိုင်ပြီးတော့စာလုပ်မယ်ဆိုရင်ဘန် IS ဖြေဖို့အတွက်အချိန်ဘယ်လောက်ပေးရလဲဆိုပြီးမေးကြရလည်းရှိတယ် IELTS ကအဲ့လိုလုပ်ကြတာမဟုတ်ဘူးမင်းစေတဲ့လို့ဆရာတို့မနက်မိုးလင်းရမိုးချုပ်စာကြည့်စဘောမှာထိုင်ပြီးသူ့ရန်နဲ့ဒီစာလုပ်မယ်လို့ပါတော့အဲ့လိုမျိုးတွေလုပ်လို့လည်းဘန်စကိုတက်လာမှာမဟုတ်ဘူးခင်ဗျာအဲ့လိုမျိုးပေါ့နော်တစ်ချိန်လုံးလဲစာလုပ်စရာမလိုတစ်ချိန်လုံးလဲစာလုပ်အဲ့စာလုပ်ပြီး IS လေးလာမယ်ဆိုတာကနည်းနည်းအတိုင်းအတာတစ်ခုတည်းလွဲနေတာပေါ့နော်အဓိကကိုပျော်တဲ့အရာလေးတွေလုပ်ပြီးတော့ IS လေးလာလို့ရမယ်နီလန်လေးဖန်တီးရတယ်ခင်ဗျာအဲ့တော့ academic English နဲ့ရင်းနှီးအောင်ကိုပျော်မဲ့အရာလေးတွေပုံမှန်နားထောင်ပုံမှန်ဖတ်ပြီးတော့လေကိုဘန်စကိုတက်လာအောင်လုပ်လို့ရတယ်ဆိုတာလေးကိုသိသိချင်ပါတယ်ပေါ့နော်အဲ့တော့ဒီမီဆိုပေဆိုစေကမူကိုယ့်ရဲ့ band score ရဲ့30%က academic English ကလာတာဖြစ်ပြီးတော့ဒီလိုမျိုး academic English နဲ့ရင်းနှီးအောင်ဘယ်လိုလုပ်မလဲဆိုတာကိုတခြားဗီဒီယိုလေးတွေမှာဆရာထပ်ပြီးတော့တင်ပေးပါလိမ့်မယ်ခင်ဗျာအခုကတော့ဒီ3မျိုးကို generalize သွားခြင်းလို့ပေါ့နော် IELTS in a nutshell ပေါ့အတူချုံလေးပြောကြည့်မယ်ဆိုရင်3ခုပဲလိုတာဖြစ်ပြီးတော့ပထမဆုံးတစ်ချက်ကကိုယ့် band score တက်လာဖို့လိုအပ်တာ3ချက်ပဲရှိတယ်ပထမဆုံးတစ်ချက်က academic English နဲ့ရင်းနှီးဖို့လိုတယ်ဒုတိယတစ်ချက်ကကျတော့လူတိုင်းသိပြီးသားဖြစ်တဲ့ exam တက်တဲ့နဲ့ရင်းနှီးဖို့လိုတယ် exam တက်တဲ့ exam format ပေါ့ဗျာမေးခွန်းတိုက်ကဘယ်နှခုရှိတယ် listening မှာဆိုမေးခွန်းတိုက်14ခုရှိတယ် reading မှာမေးခွန်းတိုက်13ခုရှိတယ် writing test 1မေးခွန်းတိုက်3မျိုးရှိတယ် writing test 2မေးခွန်းတိုက်5မျိုးရှိတယ် speaking မှာ part 1 part 2 part 3 3ပိုင်းရှိတယ် exam format ကဘာစသည်အဖြစ်ပေါ့လေအဲ့ဒီ exam တက်တဲ့နဲ့ရင်းနှီးဖို့လိုတယ်ကိုလိုအပ်တဲ့ band score ရဲ့30%က exam တက်ကလာတာခင်ဗျာကိုလိုအပ်တဲ့ band score ရဲ့30%က exam တက်ကလာ exam တက်ဆိုတာဆရာတို့ IS လေးလာတဲ့journey IS လေးလာတဲ့ကာလအတွင်းမှာအချိန်ယူတာအနည်းဆုံးနဲ့အားစိုက်ထုတ်မှုအနည်းဆုံးအရာလို့ပြောလဲမမှားဘူးပေါ့နော် exam တက်ကအချိန်တိုတိုလေးနဲ့လေ့လာလို့ရတဲ့အရာအချိန်အနည်းဆုံးယူတယ်နောက်တော့ဆရာတို့အားစိုက်ထုတ်မှုလည်းအနည်းဆုံးပဲ exam တက်လေ့လာရဲဆိုတာကဒါပေမဲ့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကို band score ရဲ့30%လောက်က exam တက်ကလာပြီးွားရင်ကျန်တဲ့40%လောက်က exam practice ကလာ exam practice ဆိုတာမေးခွန်း paper တွေဖြေတာဖြစ်ပြီးတော့ခုနကကိုလေ့လာခဲ့တဲ့မေးခွန်းတိုက်တစ်ခုချင်းစီကိုဘယ်နှခါကိုလေ့ကျင့်လဲ frequency ကိုပြောတာခင်ဗျဘယ်နှခါကိုလေ့ကျင့်လဲဆိုတဲ့ frequency က exam practice ကလာ reading မှာ true point no give ဘယ်နှခါကိုဖြေဘူးလဲ listening မှာ multiple choice ဘယ်နှခါကိုဖြေဘူးလဲ reading မှာ heading ဘယ်နှခါကိုဖြေဘူးလဲဆရာတို့speaking မှာ topic ဘယ်နှမျိုးစုံအောင်ကိုလေ့လာဘူးလဲ writing test 2မှာမေးလိမေးတာရှိတဲ့ခေါင်းစဉ် topic လေးတွေဘယ်နှမျိုးစုံအောင်လုပ်ဘူးလဲ IELTS မှာနံပါတ်ပါတဲ့ခေါင်းစဉ်လေးပါလာတယ်ဆိုရင်ဘယ်နှခေါက်စုံအောင်လုပ်ဘူးလဲအချိန်ရည်အတွက်ကိုပြောတာ exam practice ဆိုတာကျတော့အချိန်ရည်အတွက်ကိုပြောတာဖြစ်ပြီးတော့ဆရာတို့ကိုရမယ့် band score ရဲ့40%ကိုရမယ့် band score ရဲ့40%လောက်က exam practice ကလာအဲ့တော့ academic English နဲ့ရင်းနှီးဖို့က30% exam တက်တဲ့နဲ့ရင်းနှီးဖို့ကနောက်ထပ်30% exam practice နဲ့ရင်းနှီးဖို့ကနောက်ထပ်40%ဖြစ်ပြီးတော့ကျောင်းသားတွေ band score မတက်လာတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့အဲ့3ခုကိုမျှမလုပ်တာအဲ့3ခုကိုမျှမလုပ်ဘဲနဲ့သူတို့စိတ်ထဲမှာတစ်ခုမဟုတ်တစ်ခုဖိလုပ်လိုက်တယ်ဆိုရင် band score တက်လာမယ်လို့ထင်တာဖြစ်ပြီးတော့နောက်တနည်းအနေနဲ့ပြောရမယ်ဆိုရင်ဒီ3ခုတွေကကိုလိုနေတာဘာလဲကိုလိုနေတဲ့အချက်ကိုကိုကသွားလုပ်ရတာခင်ဗျာတက်လိုက်တော့နဲ့လိုတာတူချင်မှတူလိမ့်မယ်ကိုက academic English နဲ့ရင်းနှီးဖို့လိုတာဖြစ်လိမ့်မယ်ဒါပေမဲ့ तू ကတော့တခြားလူကတော့ academic English နဲ့ရင်းနှီးပြီးသားဖြစ်လိမ့်မယ်အဲ့တော့ကိုက exam တက်တဲ့နဲ့ရင်းနှီးဖို့လိုတာဖြစ်လိမ့်မယ်မိကွန်းတိုက်တစ်ခုခုကကိုဒုက္ခပေးနေတာဖြစ်လိမ့်မယ်တခြားလူကတော့သူလိုနေတာ exam practice လုပ်ဖို့လိုတာဖြစ်လိမ့်မယ်ကိုကတော့မိကွန်း paper ဟောင်းနေဖြေတဲ့အလေးချင်းလိုတာဖြစ်လိမ့်မယ်တခြားလူက academic English ရင်းနှီးဖို့လိုတာဖြစ်လိမ့်မယ်တယောက်နဲ့အဲ့ဒါဘယ်တော့မှမတူဘူးဆိုတာလေးကိုပြောချင်တာဖြစ်ပြီးတော့ကိုမလုံးရသေးတဲ့အချက်ကိုသွားလို့တော့မှကိုယ့်ရဲ့ band score ကတက်လာတာဒီ3မျိုးဒီမျှနေဖို့လိုပြီးတော့ဒီ3မျိုးလုံးကိုမျှနေအောင်ကျင့်တာဒီကိုယ့်ရဲ့ band score တက်လာဖို့
အမြန်ဆုံးနီးလန်းဖြစ်ပြီးတော့ကိုစာမိုးဝဲအမြန်ဆုံးဖြေလို့ရမယ်နီးလန်းပါခင်ဗျာအခုကျောင်းသားတွေဖြစ်တဲ့ပြဿနာဘာလဲဆိုတော့တချို့ကျောင်းသားတွေက exam tactic ပဲလေ့လာတယ် exam tactic လေ့လာပြီးတော့စာမဲသွားဖြေမယ်လောက်ကြတယ်ပြီးသွားရင်မိကုန်း paper ဟောင်းနေဖြေကြည့်အမှတ်မတက်လာဘူးဆိုပြီးတော့ညီးကြတယ်ပြီးရင်ဘာဖြစ်လဲဆိုတော့ဒီ exam tactic ကိုပဲထပ်လေ့လာဒီထက်ပိုကောင်းတဲ့ exam tactic ရှိအောင်မယ်ဒီထက်ပိုပြီးတော့ detail ကြတဲ့ exam tactic ရှိအောင်မယ်ဒီလောက်စာဖတ်စရာမလိုတဲ့ exam tactic ရှိအောင်မယ်ဆိုပြီးတော့ဒီ exam tactic ကိုပဲသူထပ်ပြီးတော့လေ့လာတယ်သူလိုနေတာဖြစ်တဲ့ဆရာတို့academic English နဲ့ရင်းနှီးဖို့သူသွားမလို့ထိုနည်းတူစွာပဲတချို့ကျောင်းသားတွေကကြတော့လေ academic English နဲ့ရင်းနှီးပြီးသား exam tactic နဲ့ရင်းနှီးပြီးသားမိကုန်း paper ဟောင်းနေဖြည့်ပါဆိုမိကုန်း paper ဟောင်းနေမဖြည့်ဘူးအဲ့တော့သူတို့ရမယ် band score ကလည်းမရတချို့ကြတော့လည်းဘာဖြစ်လဲဆိုတော့ဒီလိုမျိုးမိကုန်း paper ဟောင်းနေတစုံပြီးတစုံတော်ပြီးတော့ဖြည့်တယ်ဖြည့်ပြီးတော့အမှတ်မတက်လာအမှတ်မတက်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကိုကပြောင်းလို့ကကိုလိုနီတာ exam ဒီစာအုပ်တွေဖြေတာများသွားပြီဆိုရင်ကိုလိုနီတာ exam practice ဟုတ်ချင်မှဟုတ်တော့မှာကိုလိုနီတာ academic English နဲ့ရင်းနှီးဖို့လုံနေတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်အဲ့ဒီအရာကိုကိုကသွားလုပ်တာဒီ၃ချက်လေးပဲရှိတာဖြစ်ပြီးတော့အဲ့၃ချက်ကိုပဲအကြောင်းသားတွေကလည်နေကြတာခင်ဗျာတော့ဘာနဲ့တူလဲဆိုတော့ try တို့3ကန်လိုမျိုးလေးပေါ့နော်3ကန်လိုမျိုးလေး tripod လိုမျိုးလေးဒီ၃ခုကမျှနေရတယ်ဆိုလိုတာကလေဒီ၃ခုကမျှနေရတယ်မျှနေမှာကိုရတဲ့ဘန်ကိုရတာစောင်းဝဲအမြန်ဆုံးဖြေလို့ရမမျှပဲနဲ့မမျှဘူးဆိုရင်ကိုရတဲ့ဘန်ကိုမရသလိုကိုအမှတ်မတက်လာတဲ့နံပါတ်1အကြောင်းအရာဒီ၃မျိုးမစုံလို့ဒီ၃မျိုးမှမျှလို့ညာအဲ့တော့ကိုကဒီအပတ်မှာဆိုရင်ကိုပြန်မေးကြည့်ငါ academic English နဲ့ရင်းနှီးဖို့ဘာလုပ်ပြီးပြီလဲ exam tactic နဲ့ရင်းနှီးဖို့ငါဒီအပတ်မှာဘာလုပ်ပြီးပြီလဲ exam practice နဲ့ရင်းနှီးဖို့ငါဒီဘက်မှာဘာလုပ်ပြီးပြီလဲဒီလိုပဲကိုပြန်ပြီး academic English နဲ့ရင်းနှီးဖို့ငါလုပ်တာများနေပြီလားများနေတယ်ဆိုရင်တခြားနောက်နှစ်ခုကိုသွားလို့ဒီလိုပဲဒီဘက်အတွင်းမှာ exam tactic နဲ့ရင်းနှီးဖို့ငါလုပ်တာများနေပြီလားအဲ့လိုမျိုးများနေပြီဆိုရင်ဆရာတို့ကျန်တဲ့နှစ်ခုကိုသွားလို့ဒီ exam tactic နဲ့ရင်းနှီးဖို့လုပ်တာကိုရက်လိုက်ဒီလိုပဲမိကုန်း paper ဟောင်းနေဖြည့်တာများနေပြီလားမိကုန်း paper ဟောင်းနေဖြည့်တာများနေပြီဆိုရင် academic English နဲ့ရင်းနှီးဖို့သွားလို့exam tactic သွားလို့အဲ့လိုမျိုးခင်ဗျာသူကအလှည့်ကျလောက်ရတာ alternative လေးပေါ့နော်အလှည့်ကျလောက်ရတာဖြစ်ပြီးတော့ဘယ်ရာကိုမှဖိလို့ရတာမပါဘူးအဲ့ဒါကိုသိစေချင်တာပေါ့နော်ဘယ်ရာကိုမှလည်းဖိလို့ရတာမပါဘူးကို bands ကိုဒီသုံးခုတွေကတစ်ခုခုကိုဖိလို့လိုက်တဲ့အချိန်ကနေစပြီးတော့ကိုယ့်ရဲ့ bands ကမတက်လာတော့ stagnate ဖြစ်သွားတော့ဒီသုံးခုကိုမျှလို့သမျှကာလပတ်လုံးကိုယ့်ရဲ့ bands ကတက်လာIS နဲ့ပတ်သက်ပြီးတော့လေ့လာလူတိုင်းဆရာအတွေ့အကြုံရပါတော့ IS နဲ့ပတ်သက်ပြီးတော့လေ့လာတဲ့လူတိုင်းအများဆုံးတက်တဲ့ issue ကအဲ့ဒီတစ်ချက်ပဲသူတို့စိတ်ထဲမှာတခုခုဖိလုပ်လိုက်တယ်ဆိုရင်ကိုယ့်ရဲ့ band ကချက်ချင်းမြန်ဖက်ကနေတက်လာမယ်လို့ထင်တာပေါ့နော်အဲ့ဒီပြဿနာပဲတက်နေကြတာဖြစ်ပြီးတော့ကိုပြန်မေးကြည့်ကိုလိုတဲ့အချက်ကိုသွားလို့ကိုလိုနေတာ academic English နဲ့ရင်းနှီးဖို့လိုတာလား exam tactic နဲ့ရင်းနှီးဖို့လိုတာလား exam practice နဲ့ရင်းနှီးဖို့လိုတာလားဆိုတာကတော့ကိုတိုင်းပဲသိမဲ့အချက်ဖြစ်ပြီးတော့ကိုပြန်ပြီးကိုလုံနေတဲ့အချက်ကိုသွားလို့ကိုလုံနေတဲ့အချက်ကိုလုတ်တော့မှသာကိုယ့်ရဲ့ bands ကိုတက်လာဆိုတာလေးကိုဆရာဒီကနေပြီးတော့လှမ်းပြီးတော့ remind လုပ်ပေးချင်ပါတယ်ခင်ဗျာအားလုံးပဲကိုရမယ့် bands ကိုလေးအများဆုံးရကြပေးဖို့လဲဆရာဒီကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကောင်းမွန်တဲ့နေ့ဖြစ်ပါစေ IS နဲ့ပတ်သက်ပြီးတော့မေးချင်တဲ့မေးခွန်းလေးရှိရဆိုရင်အောက်က comment မှာရေးသွားပေးပါအောင်ခင်ဗျာ